ဖြစ်တဲ့ဒီကြောင်းတော်ကြီးရဲ့အမတ်တရားများစွာနဲ့ဒီစာတင်ခန်းလေးထဲမှာပဲငယ်ချင်းလေးများစွာနဲ့သူကြိုးစားကြနေတဲ့ငယ်ချင်းလေးများစွာရဲ့ဒီပြုံးပန်းလာနေတဲ့ငါတို့ရဲ့ဘဝဟာလေကိုယ်တိုင်ကြိုးစားရှေ့ဆက်မယ်ကြိုးစားလို့ရှာရုံကန်ရင်နဲ့ပဲငယ်ချင်းတို့နဲ့တူပဲ yeah စာတင်ခန်းလေးထဲမှာဆုံတွေ့ခွင့်ရခဲ့တယ်ဘယ်လိုကြောင်းရင်းတို့ဟာဝေဖို့ဖြစ်နိုင်မလဲရဲ့ဒီလိုတွေ့မှန်းရတာကြောင်းရရှိရမယ်ဘယ်လိုကြောင်းရင်းတို့ဟာဝေဖို့ဖြစ်နိုင်မလဲ yeah မတွေ့စိတ်ကူးအိမ်မက်တွေထဲမှာမင်းတို့ပဲရှိရဆိုတာမင်းတို့ကိုကြည်လာတော့မှမွေဘူးဆိုတဲ့တွေးတွေကိုတက်ထားမင်းတို့နဲ့ရှိရှိခဲ့တဲ့ကြောင်းတော်ကြီးထဲမှာဆရာမအခန်းထဲကိုဝင်လာပြီဆိုအားလုံးထက်လက်ပတ်ပြီးတော့နှုတ်ဆက်နေတာကိုအဲ့ဒီချိန်ပြန်တွေးနေမျက်ရည်လဲကျလာအဲ့ဒါကမင်းတို့ဒီရဒိဗေရစပါမင်းတို့အားလုံးအတီးရတယ်ကွာမင်းတို့ရောငါလိုပဲတီးရနေမလားအဲ့လိုပဲတွေးထဲမှာတွေးနေမိခဲ့တာမင်းတို့တီးရဆဲဖြစ်ဖြောက်လို့မရပါမင်းတို့အားလုံးငါတီးရတယ်ကွာမင်းတို့ရောငါလိုပဲတီးရနေမလားအဲ့လိုပဲတွေးထဲမှာတွေးနေမိခဲ့တာအဲ့ဒါမင်းတို့တီးရတဲ့ဒိဗေစစာတင်ခန်းလေးထဲမှာစုံတွေးခွင့်ရခဲ့တယ်ဘယ်